ရေဘုံရေမပါလားရေမပါရင်ဘယ်လမ်းမှသွားလို့မပြောက်ဘူးရွှေဘုံတော်တေးရွှေဘုံတော်တေးလားရွှေဘုံတော်တေးလားမုံမျိုးကြီးငရုတ်တီမောပါဒီရိုက်ချောင်းမောပါဒီရိုက်ချောင်းအေးပြန်ထမိန်လာလို့အစိမ်းသမားကျွေးလိုက်နေရုပ်မယ်လေလောက်တာလေရှင်းဆောင်မပြောပါနဲ့ကိုလည်းလူကြီးအောင်မေပါအရင်ကမှကျွေးလာနေနေရင်ကတွက်လိုက်အောင်မယ်။မြင်းပြန်ဆိုင်လိုက်အောင်မယ်။လုံးပေါက်နေရ။သုံးကျုံပိုင်ဖို့လဲကျုံပိုင်ဖို့ဒီကသုံးကျုံနဲ့ရှိရဲ့တရွန်းကအကုန်လုံးအဆောက်အဦတွေဆောက်ကုန်လို့ငါကိုရရှင်ရဲ့ပြင်ပါရကျင်းသွားတယ်။ကျင်းတယ်။ပြင်ပါရတော့ကျင်းသွားတယ်။ဖိုးမင်းတို့ပြောတာနဲ့ဖုံးသွားလို့ပဲ။မမထောင်ခံကတ်တယ်လေပေါ်နေပါပြီဗျာ။ဟဲ့မင်းကြီးဟဲ့မင်းကြီးမင်းတို့ခေါ်တာငါကရှင်မရင်မင်းတို့ကဝန်ကြီးလေဟောရရှင်မရင်လေကွာနည်းနည်းမရှိအချင်းချင်းလာတော့ဘာအောင်မင်းကြီးရှင်ပြီးအောင်စီယူပြောအောင်ကလည်းငါးချက်ကိုပြည့်အောင်မရှိတာဘာလို့မလို့မင်းကြီးနဲ့ဖျားလို့ထူလေကွာဩပြန်ပေါ့သူလည်းအသက်80ကျော်ပါပြီနောက်တော့နေရလား9နှစ်ပေါ့စိတ်ချမ်းသာအောင်လုပ်ပေးဟုတ်ကဲ့ဒါပါလေကွာနောက်တော့9နှစ်နေရတယ်နောက်တော့မိမ10ယောက်တော့အနည်းဆုံးရသေးမလျှော့သေးဘူးနော်အဲ့ဒါလေးရှုပ်အသက်ကတူသွားမှာကြည်စမ်းဟဲ့မင်းကြီးနဲ့မင်းကြီးများဘယ်များမလို့မင်းတို့2ယောက်တည်းဥစားငါရေးကြီးတော့စားတယ်ရေးကြီးတော့အတွက်ဟဲ့ငါဒီရတူးစစ်စမ်းဘာလို့ဘာပြီးတာဘီယာအဲ့လေဘီယာမပြောတဲ့ခမရနောသေးတောင်မှအောင်တောင်းတယ်လားဘီယာရှင်မင်းကွာရှင်မဖီးရလေးငါတောက်ချင်တာတောက်လို့ရတယ်ငါတပုဆက်အဲ့ဒီကဘီယာပေါ်မလားမပေါ်တာငါခင်မှာငါပေါ်ရင်ပေါ်မှာမရှာမရှိနဲ့အဲ့ကြတော့ကျုပ်ကဘာပြောမှာနင်ကမရပါဖေဟာအဲ့ဘီယာဘူးပါဖြစ်ကျွန်တော်မျိုးကြီးကင်ဆောင်လို့ဖင်ဆိုင်သွားပါဖေဟာအော်ဒါကြတော့ဘီသားရှိဘီယာလည်းပေးတယ်မလို့တော့ဟုတ်လားပါဇက်ကပြောကျွန်တော်မျိုးကြီးစောင့်ချလိုက်တဲ့အတွက်ဖင်ပွင့်သွားပါပြီဗျာအေးဟဲ့မင်းကြီးဟဲ့ငါကတော့ရှင်များဘီယာတဘူးဆက်စားဟဲ့မမဘီယာဘူးကကျွန်တော်မျိုးကြီးစောင့်ချလိုက်တဲ့အတွက်ဖင်ပွင့်သွားပါတယ်ဗျာရှင်မကြီးကကွယ်ကဲရှိသေးတော့ဟဲ့မင်းကြီးဟဲ့ငါကတော့ရှင်များညီတော်မမြင်ပါလားမမကျွန်တော်မျိုးကြီးစောင့်တာဖင်ပွင့်သွားပါတယ်ဗျာဘယ်နဲ့ဘီယာနဲ့ရောနေရတယ်ဟိုကျွန်တော်မျိုးကျွန်တော်ဘာပြောမင်းပြောငါတော့ခက်တာပဲရှင်မင်းရဲ့ညီတော်အားဖြင့်တက္ကသိုလ်မှာပညာသွားသင်နေပါဗျာ။ဩရှင်မင်းရဲ့ညီတော်တက္ကသိုလ်ပြီးမှပညာတော်သင်သွားရအောင်ပါဗျာ။ကောင်းပြီစွာကောင်းလေတာဟဲ့ဒီဘက်ကမင်းကြီးဗျာငါရဲမက်တယ်မမြင်ပါလားတက္ကသိုလ်ပညာသင်သွားရပါပြီဗျာရဲမက်တယ်ပညာသွားသင်ရသလားဟာခမရပဲဒါဆိုကျုပ်ကဘာပြောမှာလဲတော်ခက်ပါလေမှန်ပါဗျာရဲမက်တယ်စီအီအာနဲ့ရန်သူကိုတိုက်ခတ်ချင်းမုန်းနေပါတယ်ဗျာရပြီမှတ်ပြီတယ်နော်သားကောင်းဇာနီဘာမထီသားကောင်းဇာနီဘာမထီဟုတ်တယ်သားလိုပေါ်စိန်အကုန်လုံးထီဟဲ့မင်းကြီးငါရဲမက်တယ်ဘယ်မှာသွားတယ်မမရန်သူမှန်သမျှကိုရိုးရိုးချွန်းချွန်းတိုက်ခိုက်ချေပုံနေတော့ဗျာကြည့်တယ်ဟဲ့မင်းကြီးဟဲ့ငါတို့ရှိနေခမဲတော်ပဲသွားတယ်မမရန်သူများကိုရိုးရိုးချွန်းချွန်းတိုက်ခိုက်ချေပုံနေတော့ဗျာဝဲတော်ဟာကြီးတောင်ကြီးမှကြမှာမင်းကြီးတောင်ကြီးမှဘယ်နဲ့သွားကြရန်သူများကိုရိုးရိုးချွန်းချွန်းတိုက်ခိုက်ချေပုံနေဆိုကျွန်တော်ပြောမှာပြောဖြစ်မှာပြီစံတပီပြုံပြရန်ထူးချင်းများဥပုဒ်တော်ဆောင်ကိုညွှန်းသွားပြီဥပုဒ်တော်ဆောင်ကိုညွှန်းသွားကြပါဗျာရှိနေကြဟဲ့မင်းကြီးငါကတော့ရှင်များရှိတော်မူတဲ့ဘာချေရုကမမြင်ပါလားမဘာချေရုကဥပုဒ်တော်ဆောင်ကိုညွှန်းသွားကြဘယ်ဘာကြီးတော့ဥပုဒ်တော်ဆောင်ကိုရင်းအောင်မလားရင်ကြောတယ်ဒီလောက်ပိတ်နေတာကားတွေလည်းရရတာကြာတော့သမာဓိရပြီးတော့ဥပုဒ်ဆောင်အောင်ကြံတော့တယ်ဘာပြောမလို့အဲ့လိုမပြောရဘူးဘယ်လိုဘာကြီးတို့ကားကအင်းကြီးလေးကြပြီးတော့ပြုတ်ကုန်လို့အင်းကြီးဝိုင်းကြီးထွက်ကုန်လို့ဝါရှော့ပို့ထားပါဗျာဟဲ့ဘာကြီးတို့ကငါ့ကိုဆက်ဆံမမဘာကြီးတို့ကအင်းကြီးကြပြီးတော့စီရီဇက်နဲ့ယိုးနေတဲ့အတွက်ကျွန်တော်မျိုးကြီးဘ
ဝါရှော့သွားဖို့ရာအတွက်ခိတ္တအိမ်မှာသိမ့်ထားကြမှာဗျာ အေးဂျာမင်းမတောင်းကြည့်ရနော်ဟဲ့ 哎呀， အမကြီး 哎呀， ငါကတော့ရှင်မြမဲတော့မမြင်ပါလား 妈妈，眼睛加比眼睛往里直在摇的了，叫老牛爷爷嘛，给他给他逮到嘛，不呀？ ကျွန်တော်မျိုးကြီးလည်းအိမ်မှာ9ရက်တီတီအဲ့ဒါကို overhaul လုပ်မှာပါဗျာ တော့မလို့ပါ 眼睛这家快不了， စီပိုက်တယ်ဟုတ်ဟန်တယ်နဲ့လည်း အေး ကြောက်လဲနေ အာဒုက္ခပဲကြာ 我无来呢， ငါမေတော့ဘာမှကုတ်မရတော့ဘူး 啊，不要嘛了， တော်ခဲ့တယ်ဘာမှမပြောနဲ့တော်ပြီမင်းတို့ကငါးချက်လမ်းကအကုန်ဖြတ်တတ်တဲ့ကောင်ကြီးဟေးဒီမဲ့ချစ်ကလေးနဲ့စကားပြောဖို့အရေးကြီးတယ် 好到不？ ကလေးမကြီးရဆိုအောင်မကအောင်ပါလေအများကြီး 好到， ငါတို့မှာဆရာဘုန်းကြီးအောင်ကငါတို့အဖွဲ့ကိုအမတန်ချစ်တယ် 好不？ ခင်းတယ်အမြဲတမ်းကြိုးမိုးနေတဲ့ပုံကိုယ်လေးတို့ဒီကနေ့မန္တလေးလာကြတယ်အစိုးရောက် အဲ အစိုးရောက်တော့ဆရာကရောက်ကြပြီလားတဲ့ရောက်ကြပြီရောက်လို့ရှိရင်တော့ခင်ဗျားတို့7 နာရီလောက်ကျွန်တော်ရှိလာခဲ့ဆရာဘာကိစ္စလေးဆိုရာဝလာခဲ့ဆိုတော့လာတော့ဟိုကျတော့ကျွန်တော်တို့ထမင်းကျွေး အဲ မင်းကဒီမှာဆိုတော့မင်းနဲ့မကြုံလိုက်ဘူး 好吧，好吧， ငါရဲ့ကိုရှိစားရဲ့ထမင်းသွားစားတာ 哎，马 ထမ 路 င်းသွားတော့ဟင်းနေလည်းအများကြီး ကဲ ဆရာကနေပြီကဲဘုဘောဆေးနဲ့ခင်ဗျာကြက်ကြိုက်ကြလားတဲ့ဆရာဟိုတုန်းကတော့ကြိုက်ပါတယ်လို့ခုတော့တိတ်ကြက်နဲ့ကျွန်တော်တိတ်ညီးစားလို့မဖြစ်တော့ဘူးလို့ အဲပြောတာဟောင်းနေပြန်ပေါ်ပါလေ အဲ့ဒါဒီမှာပက်ကိုအကုနေရပါတယ်အဲ့ဒါတော့မစားပြရသေးကျင်းငတုံကူတော့ပေါ်နေတာ 好到不？好不？ ကဲအဲ့လိုဆိုရင်ခင်ဗျာကြက်မကြိုက်ရင်လည်းခင်ဗျာဝက်တော့စားဖို့တဲ့ဆရာဝက်ကြတော့လည်းသူကကြားတယ်တဲ့အခောက်တွေပါလေအခောက် ဝါချဲရတာကြီး မလွယ်ဘူးအဲ့ဒီတော့ခင်ဗျာစိတ်တော့စားရှင်ပါလေ အဲ ဆရာစိတ်ယုံနဲ့ကျွန်တော်ဘာမှအရာရောက်မှာမဟုတ်ဘူး 记得， တော့ပဲကြက်တောင်လေးနဲ့တေးရပေးအောင်မလား အဲ့တော့ခင်ဗျာငါးလောက်စားတယ်ဟာဆရာငါးလောက်ကအကျိုးတက်တယ်ငါးလောက်စားပါများရင်ကျွန်တော်မဆက်သွားမယ်သဘောရှိတယ် 记得， တိုင်တော်ပြီအဲ့တော့ဟောဒီခင်ဗျဟောဒီဟင်းနေခင်ဗျကြိုက်တာကြားကြအစိမ်းညော်ဒီတောက်တောက်ကျော်ဒီပုံပုံကျော်ဒီအော်ဆောင်းလို့ကျွန်တော်တို့ကျွေးတယ်ဒီတော့အဲ့ဒါလေးစားတော့ပြီးတော့ခင်ဗျနွားလို့တော့မလားဆရာနွားလို့တော့မတော့ကျွန်တော်ပက်တော့ချင်ပါလေရတယ်အဲ့ဒါတိုက်ပြီးတော့အိုးငါတို့လောက်ပဲကျွေးတယ်စေစနာတွေကောင်းနေဆရာဘုံကြီးအောင်ကတကယ်ပါကျွန်တော်တို့ကျေးဇူးရှင်ပါအဲ့ဒါကျွမ်းမွေးတော့ငါကျေးဇူးဘယ်လိုစားမလဲလို့စိတ်ကူးတော့နောက်တတိရတယ် အဲ ဘယ်လိုသတိရလဲဆိုကျေးဇူးစားဖို့ပကံမြန်းတစ်ချက်ချင်းခိုးတယ်အဲ့ဒါနဲ့အပြင်ထွက်တော့တကားဘောက်ကကျွန်တော်ဖဏအဆုတ်ထားပြီးသူ့ဖဏတိကိုစီးချသွားတယ်စီးသားလေးရောက်တော့မှာငါတော့မှားပြီပြန်ပြီးတော့ဝင်ချတောင်းပါဆရာဒီပကံကြီးကျွန်တော်ယူမိပါတယ်ဆရာကျွန်တော်ပြင်မမိပါတယ်ကျွန်တော်တောင်းမှပါတယ်ဘလို့မှမဟုတ်ပါနဲ့ငါကတော့ဆရာမလုပ်ပါနဲ့ဝင်ကြီးခင်ဗျားကအတက်ကြီးတယ်ကျွန်တော်အငယ်လေးရှိသေးတယ်မဟုတ်ပါဘူးခုနောက်ဒီဟောတော့ဒီပညာဟုတ်ဒီပါလို့အဲ့ဒီဟုတ်ဒီရကတော့တာလက်ခံမှာကျွန်တော်မှားလို့ပါလို့ကတော့လိုက်တော့ဆရာကအဲ့လိုဆိုရင်နဲ့ခင်ဗျားကိုစကားသုံးဖို့တော့သတိပေးမယ်အသက်ကြီးတဲ့လူကအရေးကြီးတယ် 好到不？ အဲ့တော့ကျွန်တော်ပြောမှဗျာတဲ့သွားပါများတန်ဖိုးဆောင်ရတယ် ကြီးဟာ ငါလည်းခကြီးရောက်ပြီပြောတယ် तू ကဆရာပြောတယ်တန်ဖိုးမဆောင်နဲ့ခင်ဗျာရှိသွားလို့ရမလားတဲ့အမေးပါများအဖမ်းခံရ ဟာရ မဟုတ်ဘူးခင်ဗျာမဟုတ်တာတွေမေးရင်သူတို့ကမဖြေချင်တော့ခင်ဗျာဖမ်းမှာတဲ့အဲ့တော့မအိမ်မနေခင်ဗျာကင်းဆောင်နေ တက်ရှိ မအိမ်မနေအသက်ရှိလို့ဘယ်လိုရောက်မှာလို့ကင်းဆောင်မှာပတ်စံရမယ်ပတ်စံရမှာဒါစားမယ်ဒါစားမှာဒါဖြစ်မယ်အဲ့ဒါဖြစ်မှာဒါသွားရ တယ်တော်လား